ဒါကတော့ကင်မမျိုးဖက်ချက်တဲ့ခဏတော့လေးမှာဖြစ်ပါတယ်အဲ့ဒီရလာတာပဲဘာပန်းနေတော့မတည်ဘူးနော်ဒီပန်းတွေကတော့သူတို့အလှဆင်ထားဩဒါကပန်းချန်ဒီပန်းချန်ကကျဲကြီးပဲတကြံနေကြရင်ဒီနေ့တကြံကျိုးပေါ့တကြံကျိုးဆိုပြီးမဲ့လဲလူကတိတ်မများသေးဘူးဒီနေ့ဩဒီမှာတီရှိသူတို့လှုပ်ထားတယ်နေတယ်အဲ့ဒါပေးမှာပန်းတွေပဲဟုတ်ပါကြီးပဲဒီနေ့အကျိုးမနေ့ပြန်ဆိုရင်ပိုပြောစရာကောင်းမှာသူတို့ကောင်းကောင်းလုပ်မှုပြီးတယ်ခမနော်လုပ်နေတယ်ကင်မမရှိတဲ့တငယ်ချင်းတွေတကြံလေခေါ်ပါအောင်ငါတူတူလဲကြမယ်လေဒါကဘောလုံးကွပါခေါ်တော့ဒါနားလေးမှာခဏထိုင်နေနေပါရှောင်းလဲပတ်ကြည့်တာတော့လည်းတိတ်မရှိဘူးဒီနေ့အကျိုးလေးဆိုမနေ့ပြန်မှပြောစရာကောင်းပါထင်တယ်